左右合起来左右ပေါင်းလိုက်တဲ့အခါမှာ左右ဒီပါလေးပဲဖြစ်သွားတယ်大家好ရှိ老师ပါ左右左右ကအင်္ဂလိပ်လိုပြောရင် around တို့ about တို့ပတ်ဝန်းကျင်လောက်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ဆိုတော့စာကြောင်းနဲ့တွဲပြီးကြည့်ရအောင်我花了500块左右买这双鞋我花了ငါသုံးလိုက်တယ်500左右ဆိုတော့900ဝန်းကျင်လောက်သုံးလိုက်တယ်မြန်မာလိုပြောရင်တော့900လောက်သုံးလိုက်တယ်买这双鞋ဒီဖက်နဲ့ဝယ်ဖို့တော့900လောက်သုံးလိုက်တယ်会议大概10点左右开始会议အစည်းအဝေးက大概ဆိုတာခန့်မှန်းခြေ10点左右10နာရီဝန်းကျင်လောက်မှာ开始စမယ်အစည်းအဝေးက10နာရီဝန်းကျင်လောက်မှာစမယ်他30岁左右看起来很年轻他သူက30岁ဆိုရင်အသက်30左右ထည့်လိုက်တော့30ဝန်းကျင်လောက်ရှိတယ်ဒါပေမဲ့看起来ကြည့်ရတာ很年轻အရန်ကိုငယ်တဲ့ပုံပေါ်တယ်ဆိုတော့左右ဒီအချိန်ပတ်စံပမာဏဒီလိုမျိုးခဏတစ်ခုခုနဲ့တွဲပြီးတော့သုံးတယ်သူကဘလောက်ဝန်းကျင်လောက်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်学会了吗再见